တိုင်ကြတော့တရားရုံးရောက်တော့သူ့ကိုဖမ်းတဲ့ခါကျတော့မိကောအဲ့ဒီချိန်မှာလည်းဖြစ်ချင်တော့သမ္မတဒေါ်နယ်ထရန့်ရဲ့သမ္မတပရမကြီးသမ္မတဖြစ်တဲ့ချိန်ဖြစ်တော့သူ့ကိုထောင်ထဲမှာထည့်ထားပြီးထောင်ထဲမှာထည့်ပြီးသူ့ကိုအဲ့ဒီရာဇဝမှုတွေနဲ့ပေါ့ဗျာဖြစ်တာအဲ့ဒီထဲမှာဘသူပါလဲသိလားသူသိလား तू ကရီးစားထားတော့အဲ့ဒီရီးစားနဲ့ तू ကနေတယ်ဒါပေမဲ့ပတ်စံချမ်းသာလာရင်လူတွေကအထူးသဖြင့်ယောက်ျားလေးတွေပေါ့နော်ကျွန်တော်တို့လည်းပါတာပေါ့ဒါပေမဲ့ကိုယ့်ကိုယ်အဲ့လိုမဖြစ်အောင်သတိထားရမယ်ပတ်စံချမ်းသာလာရင်စိတ်ခံခြင်းတယ်ဘာစိတ်ခံခြင်းလဲဆိုတော့လိန်စိတ်အလွန်အမတန်မှုန်တာပေါ့ဗျာကျွန်တော်ကအဲ့ဒီလိန်စိတ်မှုန်တာကနေ तू ကဘာဖြစ်လာလဲဆိုတော့သူ့ရီးစားနဲ့ तू ကနေရာကနေမတင်းတိမ်ပဲအရွယ်မရောက်သေးတဲ့အလေတန်းចောင်းသူတွေကိုလိုက်စီယုံပြီးတော့သူ့ကိုအိမ်ကိုခေါ်တယ်ပေါ့ဗျာသူတို့ target ထားတာကလည်းအလွန်အမတန်လှတယ်သိလားမိသားစုအဆင်မပြေဘူးပေါ့ဗျာအမေကမဟုတ်ဆိုးမဖြစ်မယ်အဖေနဲ့ရန်ဖြစ်ကြတယ်ကွဲနေတယ်စီးပွားရေးအဆင်မပြေဘူးဒါမျိုးကလေးတွေကိုကျောင်းတွေမှာ तू ကဘာလိုက်လို့လဲဆိုတော့ကျောင်းတွေမှာ तू ကဗျာဗမာလူပြောရင်တော့ရိုးလေးပြောရင်တော့မိဘဆရာအသင်းအကြီးကဲပေါ့ပတ်စံရှိတာဟုတ်တတိအဲ့လိုမျိုးနဲ့ तू အခမ်းအနားတွေလိုက်တက်ပြီးတော့သူတို့ target ထားတဲ့ကောင်မလေးတွေကိုသူတို့သွားစီယုံနေလာလေဘူးမိတ်ဆွေပဲပြောခလေးမလေးကလည်းသူ့အိမ်မှာလည်းအဆင်မပြေဘူးရုပ်လေးကလည်းလှတယ်ဗျာအရွယ်တွေကလည်း73 74လေးတွေသူ့အိမ်ဝင်ထွက်လုပ်တယ်ဝင်ထွက်လုပ်နေရင် तू ကဘာလုပ်လဲနှိပ်ခိုင်းတယ်ဘာလုပ်ခိုင်းတယ်အဲ့ကနေတဖြည်းဖြည်းနဲ့ तू ကကျူးလွန်တဲ့အဆင့်တွေဖြစ်ကုန်တယ်ပတ်စံချမ်းသာပြီးတော့နှာဘူးထားတာပေါ့ဗျာအဲ့ဒါကတယောက်တည်းလည်းမဟုတ်ဘူးဗျာနောက်ဆုံးအခုထွက်လာတဲ့သတင်းများအရနေ့တိုင်းအဲ့လိုတယောက်ပြီးတယောက်ခေါ်လို့နေတာခေါ်ပြီးတော့ကလေးတွေကိုအနိုင်ကျင့်နေတာတချို့ကကြတော့နှိပ်ခိုင်းရုံပဲပေါ့တချို့ကတော့ဖင်ကန်ကောင်းကန်တချို့ကြတော့ကျူးပါကျူးလွန်တယ်ကလေးမတွေပုံဘူးဒါပေမဲ့အဲ့ဒါတွေအားလုံးဒီ14နှစ်နဲ့18နှစ်ကြာ14နှစ်ဆိုတာကအလဲတန်းចောင်းသူပဲရှိသေးတယ်အဲ့ဒီပြဿနာပေါ်ဒါပေမဲ့ तू ကဘယ်လောက်ထိပေါက်ရောက်လဲဆိုတော့အဲ့ဒီချိန်မှာအမေရိကန်သမ္မတဖြစ်နေတဲ့ဘီကလင်တန်နဲ့လည်း तू ကသိတယ်ဗျအိမ်ဖြူတော်ကိုလည်းပေါက်ရောက်တယ်သူကချမ်းသာတာကိုပြီးလင်းတာအဲ့တော့အဲ့ဒီချိန်မှာရှိတဲ့လူငယ်ဖြစ်တဲ့သမ္မတဒေါ်နယ်ထရန့်နဲ့လည်းသူကခင်တယ်နော်သမ္မတဒေါ်နယ်ထရန့်နဲ့လည်းခင်တယ်အဲ့ဒါမျိုးတွေလုပ်တဲ့အခါကျတော့နောက်ဆုံးကျတော့သူကဥပမာဆိုရင်ကျွန်တော်တို့ဒီ spike girl တို့ဘာလို့ဖြစ်တဲ့ချိန်မှာပါတီပေးတာတို့မင်္ဂလာဆောင်လုပ်တာလို့အဲ့ဒီချိန်မှာပါတီတွေမှာသူကအဲ့လိုမျိုးတွေးတဲ့အခါကျတော့သူကအဲ့လိုမျိုးစားရှိတော့တခြားချမ်းသာတဲ့လူတွေကလည်းသူ့ကိုဆရာတင်တော့အနောက်ကနေနောက်ဆွဲပေါ့ဗျာပါကြတာပေါ့ဆိုတော့ तू ကစီးပွားရေးတကယ်သမားကြီးကိုအဲ့တော့ဘီကလင်တဲ့သမ္မတနဲ့လည်းသိတော့ तू ကဗမာလူကျွန်တော်မြန်မာလူရိုးရိုးရှင်းပြရင်တော့အပေါ်လဲပေါက်ရောက်တယ်ပေါ့ဗျာပတ်စံလည်းရှိတာပေါ့အဲ့လိုမျိုး तू ကနေခဲ့တာအဲ့တိုင်းဖြစ်နေတာအဲ့လိုမျိုးနေခဲ့တာကနေပြီးတော့ तू ကနိုင်ငံရေးသမားဒိတ်ကျဲတွေတိုင်းပြည်မှာချမ်းသာတဲ့ဒိတ်ကျဲတွေဒီနေ့သမ္မတဖြစ်မဲ့လူတွေလွတ်တော်မှတ်ဖြစ်မဲ့လူတွေနဲ့အကုန် तू ကအဲ့ဒီခါက तू ကဘော်ဒါပေါ့ဗျာဗမာလူပြောရင်တော့လူဝင်ဆန့်တာပေါ့အဲ့တော့ तू ဥမာကွန်ပိုင်ကျွန်းရှိတယ်ကွန်ပိုင်ကျွန်းကိုခေါ်သွားတဲ့ခါကျရင်လေအိမ်မှာ तू အဲ့ဒီကောင်မလေးတွေ तू စုထားပေးတယ်အဲ့ဒီကောင်မလေးတွေနဲ့ तू နဲ့အဲ့ဒီခင်တဲ့လူတွေကပျော်ကြပါကြပေါ့အရွယ်မရောက်ဘူးအဲ့ဒီထဲမှာဒီနေ့ဒိတ်ကျဲဖြစ်တဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုဘီကလင်နဲ့တော့အကုန်ပါနေတယ်စရင်ကအဲ့လိုပါနေတယ်အဲ့လိုပါရင်းနဲ့2018မှာသူ့ကိုမိရောတိုင်တဲ့လူကတိုင်တယ်ပဲဗျကလေးမတွေကအရွယ်ရောက်လာကြပြီလေသူက1990ကျော်တည်းဖြစ်နေတာနော်လွန်ခဲ့တဲ့အနှစ်ပေါင်း30ကျော်40တည်းဖြစ်နေတာပြဿနာဘသူပါလဲဆိုကျွန်တော်တို့အခုလက်ရှိ UK နိုင်ငံရဲ့ဘရင်ချားဘရင်ရဲ့ညီအန်ဒရူးမင်းသားအဲ့ဒီချိန်ကတော့ဘရင်မကြီးရဲ့သားငယ်ပါပါတယ်တကဘာလုံးကဒိတ်ကျဲတွေလည်းပါတယ်ဘာလို့ဆိုတော့ तू ကအဲ့လိုချမ်းသာတော့အဲ့လိုဇာရှိတော့ तू နဲ့မိတ်ဆွေဖြစ်တဲ့လူ तू အမေရိကန်ကိုသွားလဲရင်အဲ့ဒီ special ကျွန်းလို့ special party လို့ तू အိမ်တို့မှာလုပ်တဲ့ထဲမှာအဲ့လိုကောင်းမလေးငယ်ငယ်လေးတွေကလေးမငယ်ငယ်လေးတွေအကုန်လုံးခေါ်ထားပြီးပျော်ကြပါကြတဲ့ထဲမှာအဲ့ဒီသူတို့ပြောတဲ့ဘယ်လိုပြောမလဲဖောက်တယ်ပေါ့ဖောက်တယ်စိရင်ထဲမှာကဘာကျော်တွေအကုန်ပါနေတယ်အဲ့တော့2018မှာသူ့ကိုမိတော့ထောင်ချလိုက်တဲ့အချိန်မှာအန်ဒရူးမင်းသားပေါ့အဲ့ဒီချိန်က
အဲ့ဒီချိန်ကဘယင်မကြီးရှိသေးတယ်ဒီအခုချားပြင်မတက်သေးဘူးဘယင်မကြီးရဲ့သားပါအစင်းကတက်လာတော့အမေရိကန်ကသူ့ကိုတရားစွဲရောနော်တရားစွဲတဲ့ခါမှာ UK နိုင်ငံရေးမှာလည်းအကြီးအကျယ်ခဲ့ရတာအဲ့တော့ကျွန်တော်တို့ဘယင်မကြီးကရှက်လုံးလို့သူ့သားကိုစကားမပြောတာတွေအခုအေတော့အိရှိမင်းသားဖြစ်တဲ့ချားမင်းသားတို့ကလည်းစကားမပြဿနာကြီးတက်ကြပြီနောက်ဆုံးသူကအမေရိကန်က FBI ကတရားစွဲတော့တာဘာလို့တော့ဟိုမှာတရားခံကြီးပေါ်တော့သူတို့ကဖောက်တဲ့စင်းထဲမှာအဲ့ဒီချားအန်ဒရူးမင်းသားပါနေတယ်ဘယင်မရဲ့သားနော်အဲ့တော့အဲ့လိုပဲကောင်မလေးငငယ်နဲ့တော့အိတ်လိုက်တာဘသူခေါ်ပေးလဲသူခေါ်ပေးတာအဲ့ဒါနဲ့သွားပြီးတော့အမေရိကန်မှာတရားစွဲတော့ဒီနိုင်ငံမှာဟိုးလေးတကြော်တရင်ကြီးအဲ့ဒါနဲ့နောက်ဆုံးကြတော့အဲ့ဒီအန်ဒရူးမင်းသားကအဲ့ဒီဆွတ်ဆွဲတဲ့ကောင်မလေးနဲ့ယော်ကြီးပေးလိုက်တယ်ဘယ်နှသန်းလဲမသိဘူးကြေးအေးလိုက်တာပေါ့ဗျာကျွန်တော်ထင်တော့ဒီကနန်းတော်ကဝင်ပါမှာပေါ့အဲ့တော့ तू ကတော့ထောင်တော့မကြတော့ဘာလို့ထောင်ချလို့လည်းမရဘူးလေ तू ကဘရင်သားလေဘရင်မရဲ့သားလေအေးရှိ तू ကမင်းသားလေအဲ့တော့သူတို့ယော်ကြီးပေးလိုက်တော့ဟိုဘက်ကကောင်မလေးကအမှုကိုကြေးအေးပေးလိုက်တယ်ပြောချင်တာကဗျာကျွတ်လို့မဖြစ်ဘူးပေါ့ဗျာဟိုဘယ်လိုပြောမလဲဟိုအဆုံးထိမရောက်သွားဘူးပေါ့ဗျာစော်ကားတာလောက်ပဲဘာညာပေါ့အဲ့လိုပုံစံနဲ့ကြေးအေးလိုက်တော့အမှုတော့ပြီးသွားတယ်ဒေါ်လာတန်းဘယ်နဲ့ဆယ်လဲပြီးယော်လိုက်တယ်လို့ပြောတယ်အဲ့တော့အဲ့ဒီ case ကဒါကြောင့် UK နိုင်ငံမှာနာမည်ကြီး case သူတို့အမေရိကန်နိုင်ငံကြီးနဲ့ဘာမှမပတ်သက်ဘူး UK နိုင်ငံမှာ Andrew မင်းသားကြောင့် UK တနိုင်ငံလုံးကအဲ့ဒီ case ကိုအရန်စိတ်ဝင်စားတာပြောချင်တာကဗျာနန်းတော်မှာရှိတဲ့လူတွေကိုတိတ်ခါချတာပေါ့ဒီလူတွေကစီးစိမ်ခံနေတယ်ဘယင်စနစ်ကလူတွေကဒီလူသွားပြီးတော့ရာဇဝမှုတွေသွားလုပ်တလားအရွယ်မရောက်တဲ့ကလေးငယ်တွေသွားအိပ်ရသလားဘာညာပေါ့ဗျာအဲ့လိုဖြစ်နေတယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာဖြစ်ချင်တော့နော်အဲ့ဒီကနတော့အဖန်အဲ့ဒီသမရဒေါ်နယ်ထရန့်လက်ထက်ပထမအချိန်သမရတက်တန်းမှာသူ့ရဲ့တရားရေးဝန်ကြီးလက်ထက်မှာထောင်ထဲမှာအဲ့လူကသူ့ကိုသူစူဆိုက်လုပ်တယ်ဆိုပြီးဇလန်းပြတ်သွားတော့ကနတော့သူ့ရဲ့ဖောက်တဲ့စင်းကပျောက်သွားအဲ့ဒါနဲ့သမရဒေါ်နယ်ထရန့်ပြီးတော့တခါသူ့ရဲ့ရီစားပေါ့နော်သူ့ရဲ့ရီစားအဲ့ဒီသူ့ရဲ့ရီစားကလည်းနောက်ပိုင်းကျတော့ကလေးမလေးတွေရှာပေးတဲ့အမျိုးသမီးပေါ့အဲ့ဒီအမျိုးသမီးကိုလည်းသူတို့ထောင်ထဲမှာမိတဲ့ခါကျတော့အဲ့ဒီအမျိုးသမီးထဲမှာအဲ့ဒီစရင်ရှိတယ်သူဘသူ့ကိုဖောက်တယ်ရှာပေးထားလဲဆိုတာသူ့မှာဖောက်တယ်လည်းရှိတယ်ကလေးမလေးတွေလည်းရှိတယ်အဲ့ဒီအမျိုးသမီးကိုလည်းတရားထက်ဆွဲတယ်သူတည်သွားပြီးနော်တည်သွားပြီးတဲ့အချိန်ကျမှအဲ့ဒီသူ့ရဲ့အမျိုးသမီးကိုထပ်ပြီးတရားဆွဲသူ့ရဲ့ရီစားဟောင်းမယ်ဒါပေမဲ့အဲ့ဒီရီစားကကလေးမလေးတွေရှာပေးတာအဲ့တော့ပြင်းထန်နေမရေးပါနဲ့နော်ညီကိုချက်ချင်းအဲ့ဒါကိုပြန်ဖြုတ်လိုက်ပါကွန်မန့်ကိုပြင်းထန်ကျွန်တော်တို့စကလုံးရွေးသုံးနေတယ်အဲ့ဒါနဲ့အဲ့ဒီအမျိုးသမီးကိုထပ်ဖန်တဲ့ခါကျတော့အဲ့ဒီအမျိုးသမီးကနေမှတဆင်ပေါ်လိုက်တာခံလိုက်ရတဲ့ကောင်မလေးအယောက်100လောက်ထွက်လာတယ်တချို့ကလည်းထွက်မပြောရဘူးဘာကြောင့်လဲအကုန်လုံးကအာနာရှိတဲ့လူတွေချမ်းသာတဲ့လူတွေဆိုတော့ထွက်ပြောရင်သူတို့ကိုဒုက္ခပေးမှာဆိုလို့တချို့တွေကလည်းငုတ်ခံရတာပေါ့မြန်မာလိုပြောရင်မပြောရဲကြဘူးအဲ့ဒါနဲ့တော့တရားရုံးမှာစစ်တယ်ဆေးတယ်ပေါ်လာပြီးတော့ခံရတဲ့ကလေးမလေးက100လောက်တော့သူနေ့တိုင်းဖြစ်နေတယ်ဆိုတော့ဗျာသူတွက်ကြည့်လေလူကထောင်နဲ့တောင်းနဲ့ကြည့်သူတို့ကျူးလွန်ထားကြမှာသူတယောက်တည်းလည်းမဟုတ်သူ့မှာလည်းအဲ့လူဖောက်တဲ့စင်းရင်းရှိတယ်တကဘာလုံးကဒိတ်ကျဲတွေပါတယ်အမေရိကန်မှာရှိတဲ့ဒိတ်ကျဲတွေအကုန်ပါတယ်အဲ့ဒါနဲ့အဲ့ဒီအမှုကလည်းအဲ့ဒီအမျိုးသမီးပေါ့အဲ့ဒီဟိုကန်ရှင်ကတည်သွားပြီထောင်ထဲမှာတော့သူဇွဲစုရသေးတယ်အဲ့ဒါကိုတချို့ကပြောလဲလုံးကြံလိုက်တာအဲ့တော့သူ့ကိုနှုတ်ပိတ်လိုက်တာအဲ့ဒါသမရထရန့်ရဲ့အစိုးရလက်ထက်မှာဖြစ်တာပြီးတော့ကနတော့ရဲ့သူ့ရဲ့ရီစာဟောင်းသူ့ကိုဖောက်တယ်ရှာပေးတဲ့အမျိုးသမီးကိုလည်းသူတရားစွဲလို့ရတယ်ခေါင်းမလေးတွေရဲ့ရုံးမှလာထွက်ကြတယ်ပြောကြတယ်ဆိုကြတယ်ဗျာအဲ့ဒီချိန်မှာအဲ့ဒီအမျိုးသမီးကိုထောင်20ချလိုက်တယ်အခုဒီထောင်ထဲမှာရှိနေတယ်နော်ချလိုက်တယ်အဲ့ဒါနဲ့ဒီမှုကပြီးသွားတာပေါ့ဗျာအဲ့ဒါငင်းကြခုံကြပေါ့ဗျာ तू ကတတ်တယ်ငါကတတ်တယ်ဒါတွေကမဖြစ်တယ်ဖြစ်ကြရင်လည်းသမရဒေါ်နယ်ထရန့်ပြီးသွားတော့ဂျိုးဘိုင်ဒန်တက်လာအောင်ဂျိုးဘိုင်ဒန်တက်လာတဲ့အခါမှာဒီမိုကရက်တွေကဒါအမေရိကန်ရဲ့အကြီးမားဆုံးအရှုပ်တော်ပုံကြီးအဲ့တော့အဲ့ဒီချိန်မှာဒီမိုကရက်တွေကတရားရေးဝန်ကြီးဌာနကိုဝင်စီဟိုသူတို့ကအုပ်ချုပ်လို့ရတော့သူတို့အေးစင်းနေအကုန်စစ်ပြီစစ်တဲ့ခါကျတော့ဟိုတယောက်ကတော့တည်သွားပြီကန်ရှင်ကဒါပေမဲ့သူ့ကိုလူကောင်မလေးရှာပေးတဲ့အမျိုးသမီးပေါ့သူရီစားပဲအဲ့ဒီအမျိုးသမီးကထောင်ထဲမှာရှိတော့သူတို့ကစင်းရင်းတွေအကုန်ပြန်လဲတဲ့ခါကျတော့အဲ့မှာဘသူတွေပါလဲဆိုတဲ့ဖောက်တဲ့စင်းရင်းထဲမှာကလင်တန်ပါနေတယ်သမ္မတဟောင်းကလင်တန်
နောက်တခြားဒိတ်ဒိတ်ကျဲတွေပါတယ်အဲ့ဒီထဲမှာအခုလက်ရှိသမ္မတဒေါ်နယ်ထရန့်လည်းပါတယ်ဆိုတာကဒေါ်နယ်ထရန့်ကသူနဲ့လည်းအဲ့တော့ရင်းနှီးတယ်ဆိုဖြစ်တယ်သမ္မတဒေါ်နယ်ထရန့်ကလည်း2003ခုနှစ်တုန်းကသူနဲ့အဲ့ဒီလူနဲ့ကအလွန်အမတန်ရင်းနှီးပါအဲ့တော့သူကနိုင်ငံရေးသမားမဟုတ်ဘူးလीနော် sorry တော့သူကနိုင်ငံရေးသမားမဟုတ်အခုလိုပါတီလည်းမဟုတ်တော့သူလည်းတထေးဆိုတော့သူလည်းတွဲနေတယ်ဆိုရသူကိုယ်တိုင်နယူးယောက်တိုင်းတို့ဘာတို့မှာအင်တာဗျူးတွေပေးထားပြီးဒီလူနဲ့သူနဲ့ကသင်ငယ်ချင်းမှာအရန်ရင်းနှီးပါတယ်အရန်ခင်ပါတယ်သမ္မတဒေါ်နယ်ထရန့်လှုပ်ထားတယ်အဲ့ဒါနဲ့ဂျိုးဘိုင်ဒန်တက်လာတဲ့ခါကျတော့ ACN တွေကဂျိုးဘိုင်ဒန်လက်ထက်ရသွားပြီဒီမိုကရက်လက်ထက်ရပြီအဲ့ဒီချိန်မှာသမ္မတဒေါ်နယ်ထရန့်တို့ဘက်ကမဂါတွေကဒီရွေးကောက်ပွဲကမ်ပိန်းတွေမှာသူတို့ကဘလို့ပြောင်းသွားလဲဆိုတော့အဲ့ဒီစရင်ပေါ့အဲ့ဖောက်တဲ့စရင်ထဲမှာဒီမိုကရက်ကလူတွေအများကြီးပါတယ်အဲ့တော့အဲ့ဒီစရင်ကိုဒါဂျိုးဘိုင်ဒန်ကထုတ်ပြန်ပေးလိုက်ရင်ဒီမိုကရက်ကလူတွေအားလုံးကိုဒီအချိန်မှာသူတို့တရားစွဲလို့ရပြီအဲ့တော့ဂျိုးဘိုင်ဒန်ကအဲ့ဒါကိုဘယ်လိုပြောမလဲမထုတ်ပြန်ပေးဘဲနဲ့ဂျိုးဘိုင်ဒန်ကအကာအကွယ်ပေးထားပါတယ်ဆိုပြီးတော့သူတို့အဲ့ဒါနဲ့မဲဆွယ်တဲ့ခါကျတော့မဂါတွေကအဲ့ဒီစရင်ကိုအရန်သိချင်တာအဲ့တော့သမ္မတဒေါ်နယ်ထရန့်ကလည်းအဲ့ဒီချိန်ကအဲ့တိုင်းမဲဆွယ်ခဲ့တယ်သူနဲ့တင်ငယ်ချင်းဖြစ်တယ်သူအဲ့ဒီထဲမှာသူမပါဘူးဖောက်တဲ့စရင်မှာသူမပါဘူးတင်ငယ်ချင်းဖြစ်တာပဲရှိတယ်ဒါပေမဲ့တကယ်တမ်းပါနေတာဘေးကလင်တန်ပါတယ်တခြားအခုလွှတ်တော်အမတ်တွေပါတယ်ဒိတ်ဒိတ်ကျဲပါတယ်ဆိုပြီးတော့ဂျိုးဘိုင်ဒန်ကအဲ့ဒါကိုဖုံးထားပါတယ်ဖိထားပါတယ်ဆိုမဲဆွဲတဲ့ခါကျတော့မဂါတွေကအမှသမ္မတဒေါ်နယ်ထရန့်ကိုမဲပေးလိုက်ကောဘာလို့သမ္မတဒေါ်နယ်ထရန့်ကအဲ့မှာဂတိပေးထားတယ်ဘာဂတိပေးထားလဲမင်းတို့ငါ့ကိုမဲပေးလို့ငါသမ္မတဖြစ်လို့ပထမအချိန်သူ့လက်ထက်မှာပဲဟိုမှာလုတ်ကြံခံထားရတာနော်ငါသမ္မတပြန်ဖြစ်ရင်အဲ့ဒီစရင်ကိုမင်းတို့ငါထုတ်ပြန်ပေးမယ်အဲ့ဒါမှမင်းတို့ငါတို့ရဲ့ရန်သူတော်တွေဖြစ်တဲ့ဘေးကလင်တန်တို့အိုဘားမားတို့အကုန်လုံးနှွာလို့ရမယ်ဆိုပြီးတော့သူကဂတိပေးတဲ့အခါမှာမဂါတွေကသူ့ကိုမဲပေးထားတယ်အဲ့ဒါနဲ့ဦးသမ္မတဖြစ်တဲ့ခါကျတော့မဂါတွေကအဲ့ဒါကိုတောင်းဆိုပြီးအေးစရင်ပြီးတော့မင်းတို့ပြောတယ်ဖောက်တဲ့စရင်ပြီးငါတို့အဲ့ဒါမှဒီမိုကရက်တွေကိုငါတို့ကောင်းကောင်းနှွာလို့ရမယ်ဆိုပြီးတော့ပြောကြတယ်အဲ့ဒီချိန်မှာအခုသမ္မတဒေါ်နယ်ထရန့်ခန့်ထားတဲ့သူ့ရဲ့တရားရေးဝန်ကြီးအမျိုးသမီးကမပူနဲ့ငါစပွဲပေါ်မှာဒီစင်းတွေရောက်နေပြီငါစီစစ်နေတယ်ဆိုတော့ဖေဖော်ဝါရီလကထုတ်ပြောတော့ဒီကလူတွေကစောင့်နေတော့ပြီးခဲ့တဲ့2ပတ်3ပတ်လဲကြာရောဒီတရားရေးဝန်ကြီးဌာနကဘာကြီးညာလိုက်လဲဆိုတော့အဲ့စင်းထဲမှာတဲ့ဖောက်တဲ့စင်းဆိုတာမရှိဘူးတဲ့ဖိုင်ပဲရှိတယ်အဲ့ဒါငါတို့မှဘာမှထုတ်ပြန်စရာမရှိဘူးဆိုပြောချလိုက်ကိုအဲ့ဒီချိန်မှာမဂါတွေအကြီးအကျယ်စိတ်ဆိုးတာသမ္မတဒေါ်နယ်ထရန့်ကိုထောက်ခံနေတဲ့စတီဗန်နန်တို့ဘာလို့အကြီးအကျယ်စိတ်ဆိုးတာမင်းတို့ဘာလို့ဖုံးလာတာလဲဘာဖြစ်လို့အဲ့ဒါပြေးကြငါတို့ဒီမိုကရက်ကိုစော်မှာအဲ့ဒီပြဿနာကအခုအမေရိကန်နိုင်ငံရေးလောကမှာအကြီးအကျယ်ဖြစ်နေတယ်အဲ့ဒီချိန်မှာကနတော့ကWall Street Journal ကလည်း Fox News ကိုလည်းပိုင်တာနော် Fox News ဆိုတာမဂါတွေရဲ့သတင်းဌာနWall Street Journal ကဘယ်သူပါလဲ Rupert Murdoch ကပိုင်တာနော်မီဒီယာတထေးကြီးWall Street Journal ကအဲ့ဒီကနတော့ကတေသွားတဲ့အဲ့ဒီကနတော့ကသူ့ဇွဲချူးသားတေသွားတဲ့တရားခံရဲ့250ပြည့်မွေးနေ့မှာသမ္မတဒေါ်နယ်ထရန့်ကစာပေးထားပါတယ်ဆိုပြီးတော့အဲ့ဒီစာရှိပါတယ်ဆိုပြီးတော့သူကသတင်းစာမှာကြေညာဖို့သူကဆောင်းမရေးထားပြီးမရေးခင်မှာသူကအိမ်ဖြူတော်ဆက်သွယ်တယ်သမ္မတကိုဆက်သွယ်တယ်ငါတို့ဒီဆောင်းမကိုထုတ်တော့မယ်အဲ့တော့မင်းတို့သမ္မတကိုယ်တိုင်ရေးထားတယ်အဲ့ဒီချိန်မှာအိမ်ဖြူတော်ကပြောတယ်ဒီအဲ့ဒီသတင်းကိုမင်းတို့မထုတ်ပြန်နဲ့သမ္မတကလည်းပြောတယ်မထုတ်ပြန်နဲ့ထုတ်ပြန်မင်းတို့ကတရားစွဲမှာအဲ့ဒီချိန်မှာပြောလို့မရဘူးဆိုတဲ့အချိန်မှာအမေရိကန်သမ္မတကအဲ့ဒီပိုင်ရှင်မဆာမာတော့ဆိုတာလေသမ္မတဒီမဂါရီအဓိက Fox News ကိုပိုင်တဲ့တထေးမတ်တော့ကိုပြောတယ်မင်းလူတွေကိုမင်းအဲ့ဒီသတင်း editor 2ယောက်ကိုဒီဆောင်းပါးကိုမထည့်ခိုင်းနဲ့ပိတ်ပေးပါဆိုပြီးတော့ပြောတဲ့အချိန်မှာရူဘတ်ဘတ်တော့ကဘာစိတ်ပြောင်းသွားလဲမသိဘူးအဲ့ဒီသမ္မတဒေါ်နယ်ထရန့်ကအဲ့ဒီကနတော့တရားခံသေသွားပြီနော်ရဲ့250ပြည့်မွေးထားတဲ့စာတစ်စောင်ကိုထုတ်ပြန်ကြေညာလိုက်တယ်အဲ့ဒီအချိန်မှာမဂါတော့ကမှာဒါဆိုရင်သမ္မတဒေါ်နယ်ထရန့်ဒီစင်းထဲမှာပါလို့မထုတ်ပြန်ရမလားဘာညာငါတို့အမှန်တိုင်းသိချင်တယ်ငါတို့ကသိချင်တယ်ငါသမ္မတဒေါ်နယ်ထရန့်ကိုငါတို့ကယုံတယ်သမ္မတဒေါ်နယ်ထရန့်သူနဲ့တင်ငယ်ချင်းပဲဖြစ်တယ်သမ္မတဒေါ်နယ်ထရန့်မပါဘူးအဓိကကလင်တန်ပါတယ်ဟိုလူပါတယ်ဒီလူပါတယ်ဆိုတော့ပွဲရဆူရောဒီနေရာမှာကျွန်တော်ဘာကိုထောက်ပြခြင်းလဲဆိုတော့သမ္မတဒေါ်နယ်ထရန့်ဒီသူ့မဂါတွေကိုလှန်လို့မရဘူးအဲ့ဒါနိုင်ငံရေးပဲဒီမဂါတွေမဲပေးထားလို့သမ္မတဒေါ်နယ်ထရန့်ဒီအာဏာရနေတာအဲ့တော့သူ့မဂါတွေကို तू လှန်လို့မရဘူးအဲ့တော့ဘာလုပ်ရမလဲဒီကိစ္စကို तू လမ်းကြောင်းပြောင်းရတော့မယ်
ဘယ်လိုပြောင်းမလဲအိုဘားမားနဲ့ပြောင်းမှာ